လူရာသေးသွားတယ်နာမည်မသေးဘူးစတယ်ပဲပေါ့နော်ဘာဖြစ်လဲအရန်သူ့ရဲ့အသက်တာမှာအရန်ကောင်းခဲ့လို့ဖြစ်တယ်ဟုတ်ပြီအဲ့နေရာမှာနှမျိုးရှိတယ်လူရာသေးတဲ့နာမည်မသေးဘူးဆိုတာနှမျိုးရှိတယ်တချို့ကကောင်းသောနာမည်ရှိတယ်တချို့ကမကောင်းတဲ့နာမည်ရှိတယ်နော်တချို့ကတော့ဟာနာမည်ကြီးကကြံခဲ့တာဒီကောင်သေသွားတာနားအေးတယ်ဒီကောင်တွေကတော့လို့ဆိုရင်ငါတို့လည်းအေးချမ်းမနေရဘူးစတဲ့ပြင်ပေါ့နာမည်ကဒါမဲ့နာမည်တော့လူရာသေးတော့သေသွားနာမည်တော့မသေးဘူးဒါမဲ့သူ့ရဲ့နာမည်ကောင်းလားမကောင်းဘူးဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝတက်တာမှာနော်နာမည်ကောင်းတဲ့ကျွန်တော်တို့ကနေချင်တယ်နော်အားဆိုလို့ရှိရင်တော့နာမည်မကောင်းတော့ဘူးဆိုရင်တော့ကျွန်တော်တို့နားမှာဘူးမှမကတ်ချင်ဘူးလူမှလည်းမကောင်းချင်ဘူးဘသူမှလည်းလက်တွဲမလုပ်ချင်တော့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အရာတွေကိုပုံမှာလွှမ်းမိုးလာမှာကိုကြောက်တယ်လေနော်လွှမ်းမိုးလာမှာကြောက်အဲ့တော့ကိုကအကောင်းဆုံးကျွန်တော်တို့တွေကနော်အသက်တာကိုပြင်ဆင်ရင်းနဲ့ပေါ့နော်ဒီတုံးချက်နဲ့နောက်ခွန်အားပေးတာဖြစ်ပါလေနော်